ကန္နာရတဲ့ကအသေးကောင်းတဲ့ငှက်ကလာအုံမိပါများဥခုံတဲကထွက်လာတဲ့ငှက်ကလာအုပ်ပေါက်စလေးတွေဥထဲမှာရက်ပေါင်း40ကြာအောင်အောက်အသည့်ခံပြီးမှဒီလောကထဲကိုရောက်လာကြတာပါဒါပေမဲ့ဒါဟာသူတို့အတွက်အစပဲရှိပါသေးတယ်ကန္နာရရဲ့ရက်ဆက်တဲ့တံကိုဒီသားပေါက်လေးတွေခံနိုင်ပါမလားဒီမိဘတွေကတကယ်ကိုတော်ပါတယ်သားသမီးတွေအစာဝါးလင်းလင်းစားရဖို့အတွက်မိုးရသည်နဲ့အချိန်ကိုက်ပြီးသားဖောက်ခဲ့ကြတာပါ6တွေ့တဲ့ကန္နာရထဲမှာဒီလိုစိမ့်လန်းတဲ့မြက်ခင်းတွေရှိနေတာဟာဒီကလေးတွေရှင်သန်ကြီးထွားဖို့တခုတည်းသောမျှော်လင့်ချက်ပဲဖြစ်ပါတယ်ဒါပေမဲ့အစာရှိုံနဲ့မပြီးသေးပါဘူးဒီငှက်ကလာအုံမိဘတွေအတွက်တာဝန်ကအခုမှတကယ်စရာပါတားရဲတွေရန်ကနေကာကွယ်ရမယ်နေပူဒဏ်ကနေကာကွယ်ရမယ်အချစ်ရဲ့ရလက်ဖြစ်တဲ့ဒီကလေးတွေကိုအဆုံးထိရှင်သန်အောင်စောင့်ရှောက်ဖို့ကသူတို့အတွက်အကြီးမားဆုံးစိန်ခေါ်မှုပါပဲတဘာဝတရားရဲ့လောကနိယာမအရာမျိုးဆက်တစ်ခုကိုထိမ့်သိမ်းရတာဟာထင်ထားတာထက်ပိုပြီးခက်ခဲပါတယ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့တဘာဝတရားတိရစ္ဆာန်အကြောင်းအရာလေးတွေကိုနေ့စုတင်ဆက်ပေးနေတဲ့ပေးလေးကို follow နှိပ်သွားဖို့မမေ့ပါနဲ့နော်ကျေးဇူးအများကြီးတင်ပါတယ်